Okay ကျွန်တော်ဒီနေ့ဗီဒီယိုမှာတော့ security guard simulator ထဲမှာကြည့်လိုက်ပတ်စအိုးတို့ရအောင်ပြောလို့လေအဲ့မတွေ့တဲ့အတိုင်းပဲခရုံးလိုက်အဲ့ခရုံးတော့မလုပ်ပါနဲ့ဘာလို့လဲဆိုကြည့်လိုက်အောင်ဒီမှာဂိုင်းတွေ့လားသူ့ကိုလုံးမှန်တယ် Oh my god ဒီကောင်ရေးဟာအဲ့ကောင်ဒီလိုလုပ်တယ်စစ်လိုက်သူရက်ပေးတယ်ဒါပေမဲ့သူ့ကိုမလုံးနဲ့အောင်ဘာလို့ရမလဲဒီတာတန်းတဲ့တစ်ချက်ပြစ်လိုက်ပေးစမ်းအဲ့လိုလုပ်ပါဦးမနောက်တဲ့ဂရုံတိုင်းဂရုံရစမ်းမစကေကိုဘုံနဲ့ကောင်တွေ့နေမလုပ်ပါနဲ့ဟုတ်ပါတယ်မလုပ်ပါနဲ့ခုံပေးပါအဲ့လိုခုံပေးပါအဲ့သူကျွန်တော်ထိတော့ပေးတော့မှာသူ့အသေးရပြည့်စိတ်တူလိုက်ဘယ်ပြီးမှာတော့စိတ်တူလိုက်အကောင်အဲ့ကောင်နည်းနည်းပြေးတာလေးရသတိထားအဲ့ကောင်နည်းနည်းလေးပြေးတယ်လှုပ်နေဟို security ဆိုတော့ဒါလေးတွေ့ဘင်း children လေးတွေ့ကောင်းတယ်ငါကောင်းဆိုင်နော်ဒီ beta နဲ့ hands up တဲ့ရှိမှာကောင်းတယ်ရှိလာအဲ့ဓာတ်တော်ကိုတွေ့ရင်တို့ဘာလို့မလဲဆိုတော့ရင်ဆုံး show ကန်လေးကင်သွားလိုက်လေဟာကောင်းရောသူ့တွေ့မလားဒါထားနဲ့ကောင်းတယ်မဟုတ်ဟိုမှာ stage run ဆိုတာလေးတွေ့မလားအဲ့တဲ့ဝင်သွားလိုက်နော်အဲ့တဲ့တော့နည်းနည်းတော့အန်နေရှိကြည့်ပါအောင်အဲ့ဒါကလည်းလက်ကောင်ရှိရယ်ဒီတဲ့အဲ့ကောင်တို့တော့ရပြီးပြင်ထွက်လာရင်လည်းဟာနားလေးတိုင်းဟောကွာဒီကောင်ညစ်တာအဲ့ရmy god သေရောအိမ်မှာအဲ့ဒါလေးရရှိပါနားလေးကျွန်တော်ဝယ်နေတာဒီမှာ Block 17ဟာဘလူး182ဝါအိုးမခရုံးတွေ့ပြန်ပြီအဲ့ခရုံးကိုတနပါနဲ့စစ်ပါတယ်ကောင်သေချာတဲ့ကောင်ပါတယ်သူခုံနေတယ်တစ်ချက်ဆော်ပြလိုက်အဲ့ကောင်ခေါင်းဒဲဆွန်ရောတွေ့အတိုင်းပဲအဲ့လိုသေးတက်ပေါ့မတန်တော့တင်တနက်ဆော်သွားလိုက်မယ်ဒီကောင်လည်းသတိထားအဲ့ကောင်သတိထားသူလက်နဲ့ထိုးပါအဲ့လိုလေးပြစ်ပေါ့နောက်တော့ဒါရှိရကွန်ပျူတာနဲ့ဆော်ရတယ်စိတ်ပူပြန်မလို့โอเคအမလားကိုကြီးဟိုမှာခရုံးတွေ့ပြန်ပြီဟေးခရုံးyes sir ဟေးခရုံးyes sir မင်းကိုတန်းနေဆော်တော့မင်းဆော်မှာတေးဆော်မှာခရုံးတီးပါတယ်ကွာတခိုးပြောင်းပြီးဆော်ရင်တော့လွယ်တယ်နည်းနည်းတခွ easy security ခတ်တယ်ဘယ်ကောက်ရှင်းညာကောက်ရှင်းအကုန်သေးမှာရွယ်ပြီးတော့အဲ့ခန်းနဲ့ကောင်တွေ့တော့အလစ်တာပြေးနဲ့ခရုံးနဲ့ကောင်တွေ့ပြန်ပြီအဲ့ခရုံးမင်းကခဏမှချနေမင်းကြတော့ဟွာတွေပါမဲကုန်ပြီညက်လာမဲကုန်ပြီဒီကောင်ကြည့်လိုက်ပြုံးလားမပြုံးလို့အဲ့ကောင်ရင်ဆုံးသူ့ကိုသွားခိုင်းဟိုခိုးတော့မယ်သူ့ခဏရခိုင်းဒီတန်းနဲ့ဆိုတော့ဘယ်နည်းပြလိုက်ရတယ်
သေးတယ်အဲ့လိုလုပ်ပေါ့ဘယ်တန်းပြက်သူထွက်ပြေးတာလေးတော့ရှိရပေါ့ဒီကောင်တနာပါတယ်ကွာညနေရွာမဲကုန်မင်းဘယ်ထွက်ပြေးမှာလို့ခရုံးနေများနေတယ်လို့ခရုံးနေမဖန်သေးဘူးပတ်စံ free တခိုးလောက်ရင်လည်းရတယ်တခိုးလောက်ရင်လွယ်တယ်ရမယ်စောစောစီး1000ရတယ်ဒီကောင်လေးကိုရင်သွင်းပေးလိုက်အောင်မယ်ပြီးရလက်တွေရိုက်နေကောင်နေတယ်သူကမရှိဘူးနဲ့ why you here now လေသူဘာလို့ဒီနေရာရောက်လာလဲဒီတိုင်းလောက်သွားတယ်လက်တွေနဲ့ထိုးနေတာပေါ့ဟာလှုပ်ဆန်းမှာတခါဘရူကန်တခါနားလေဒါဘလောက် K9 ဝယ်မယ်လေ I have money but နားလေထောင်းနေမြင်တဲ့ဟာ999ကြီးတောင်နားလေ switch trends ပြောင်းလာရောက်လာဒီကောင်းတော့မစနိုင်ပါတော့ဘာလို့လဲဆိုအဲ့ကောင်ကျွန်တော်တို့ကတတ်မှာပြဒီလိုလည်းတော့သူတေဝိုင်းနေအဲ့ကောင်ဒီထဲမှာ rate တော့စလို့ရ easy နော် easy ရတယ်လွယ်လို့မစအောင်ဒီမဲ့ဒီလို steal လေးလောက်မှာပေါ့ steal လေး item နဲ့ဟာလိုင်းကောင်းလို့လားတွေ့အတိုင်းပဲကြည့်အောင်အဲ့လက်ရိုက်နေကောင်းတယ်သူကမရှုံနေပေါ့နော်ဒါကြတဲ့သူကဝီဟီယာကြီးอ่ะစောနေမယ်အဲ့လက်ရိုက်နေတွေ့ရမလားအဲ့ဒါလေးခူးလာအောင် security ကတော့သူကရှုံရတယ်ဘာရှိin letra shogano di cura first boy I'm first boy တွေ့လိုက်တာလည်းမသိဒီနားရဲ့ security ရောက်ဖြောက်သွားကျွန်တော်တို့ဖမ်းမှာမို့ကျွန်တော်တို့ player တွေ့အသေးတက်ရုံမရှိတော့တဲ့ဟာအေးရ securityဟာ security တင်းရောက်တာမနေ့ရောက်တော့ငါပြီးရတယ်ပြေးနေရပါ ကျွန်တော်ပြေးနေရတကယ်ပြောอ่ะဟောလာလား Oh my god ပြီးရင်ကျွန်တော်ပတ်စံနေထောက်နေရပါ Oh my godအဲ့လိုဝင်ရမှာပေါ့အိုင်ကျူတော့မြင်ဝင်ရမယ် easy noob အဲ့လိုပြောနောက်တော့ဒါလေးတွေဝယ်လို့ရတယ်သူ့တယ်ပြုံနေနော်ပြင်6တန်း6ရဆိုရင်ဒီမှာ pistol ဖြစ် pistol ရ realistic ဖြစ်တယ်မပြဘူးလောက်တဲ့ပတ်စံကုန်မခံနိုင်ဘူးပလီယာချင်းနဲ့ပြန်တက်လို့ရတယ်ငါဒီကောင်တက်ပြန်ကြောတည်တယ်လေတည်တယ်အမင်းတည်သေးဘူးလားဟာတကယ်တော်မားရဲ့ကောင် Oh my god တွေ့လိုက်လားမသိဘူး security ကောင်ဖြတ်သွားသူတော့လည်းခိုးထားလိုက်အောင်မယ်တန်းလိုက်ကိုခိုးသွားနေအဲ့လေ security ရှိလာတယ်အပေါ်ကနေလန့်ကြည့်ဒီနားတော့တော်တော်လေးအနေများပဲဘယ်မှာလာအဲ့နားနေမှာလာ spawn တော်ဆိုး spawn လာလည်းအများကြီးရှိတယ် security တဲ့
secret remedy နိုင်တယ်ဦးပါအားတယ်ဦးပက်ကြည့်တာမဟုတ်အားလေခိုးလို့ရအဲ့ဒါ secret ဒီနန်းဒီမှာဆိုရင်အိမ်မယ် rape အေး rape စမယ်ဆိုရင်အဲ့ဒါတတိတော့ထားပေါ့ပတ်စံလေးကုန်ပြောင်းသွားမှာတွေ့တိုင်းပဲအဲ့လိုလေးခိုးပေါ့တေဝိုင်းရင်လည်းပတ်စံနေပြန်မရဘူးကုန်ပလုံးမှာဟာလုံးစမ်းမလိုင်းရလေโอเคရည်အင်တိုင်းလက်ကလေးလောကထောက်နေရရည်အော်ဒီကောင်လေးတွေ့တယ်လောက် find catch ပေါ့ပါတယ်မင်းပါရောမင်းစောရမတေးချာလေးအာဒီကောင်လေးတော့ဆိုးတယ်อ่ะ granite တွေနဲ့စောနေ granite ထောက်နေရအောင်67နဲ့67ပြီးသွားပြီ money security ပြန်ပြောင်းမယ် security က spawn နာဒီမဲ့အဲ့ဒါကြောင့်ပတ်စံထင်းကြည့်အောင်ဒါဒီစီကိုရောက်သွားအေးမတွေ့တဲ့အတိုင်းပဲတော့နော်အဲ့ကောင်လေးတန်းတန်းဆောက်နေမန်တော်ထဲကိုသွားလိုက်ရင်လည်းအနေရှိရယ်ပါလေအ question မကြီးဟေးယောအဲ့လိုပါလေဟေးယောပါလေလုံးတက်ပြီမင်းပါခိုးနေ What are you doing အိုင်ကောင်တော့ပြောအိုင်ကောင် security သူလိုက်တဲ့အိုင်ကောင် speed တုံးနေတယ်လို့ကြေကြပါအောင်အဲ့လိုလန့်ပြပေါ့ကွန်ပျူတာသမားတွေကတော့အဲ့ဒါလေးတော့ပူပြန်မလိုပါဘူးကြည့်လိုက်ပါဦးလှည့်ကြည့်နေတေချာလေးကိုဝင်လာအဲ့ဒါဝင်တော့အနေကြီးကြည့်အောင်လှမ်းအောင်ပြတာငါမင်းကိုအသေးသက်ချင်လေတွေ့တိုင်းပဲကောင်းတယ်ဟာဒီကောင်လေးနဲ့ကျန်းသွား3000နဲ့မှ9000ကျင်းတော့ Glock 17ပြမယ် Glock 17ပစ္စည်းကမပလုံသွားဘူးပေါ့ဒီမဲ့ခရုံးတွေ့ပြန်ပြီဟာဘာလို့ခရုံးနေများနေရလဲလို့ကြေရပါဦးခရုံးဟဲ့ခရုံးရောဒီခရုံးရရတယ်ကြည့်လိုက်နော်လေကြည့်လိုက်ဒီခရုံးမတန်းမပါဘူးတို့ဒီလိုတန်းဖန်နေရတယ်တန်းမဖန်နဲ့ပေါ့နော်မိတ်မီရဲ့ပါလေတွေ့ရမိတ်မီရဲ့အဲ့လိုမျိုးပေါ့လို့ပေါ့Oh my god ဒီကောင်ကန်ကောင်းသွားကြည့်အောင်သွေးနည်းနည်းလေးပဲကြံတော့ဟာလက်တော့ဝယ်ရတယ်မိုက်နော်မကရုံးတွေ့ပြန်ကရုံးလေးသွားလောက်လာအောင်အေးမဒီကောင်တွေ့ရတယ်အဲ့ရရဲ့ဒီကောင်ပြေးရဟေးစပီးရတုံးနေနော်အရင်နှေးရနော်Hello ပြီးသွားအဲ့ကောင်မစစ်ခင်မှာ